ဒီမှာရေးတဲ့အစားတိုင်းရမှာဒါဆို3စားရမှာ မှန်လို့ချိန်လို့ရတယ် အနည်းဆုံးဘယ်လောက်သားနေစားထုတ်ရတာတစ်ထောင်နဲ့မန်ယူ only ကျင်မန်ယူအ3စားဟုတ်တယ်နော်တစ်ထောင်ဆိုတော့ကျွန်တော်6000ရအောင်ပေါ့6000ရဟိုကွ6000ပြုတ်အားဒါကြီးလားဘာလို့ရှားပါရတော့မတော့မန်ယူရတာတော့မန်ယူဒီကပေါ့ရမယ်ထင်တယ်အားနဲ့ဒီကတီးရပါတီးအာဘရောတို့ကလည်းထိုးလို့ရလားကဲကြအောင်ကွက်ကြအခုတော့ပေါ့ရမယ်အာဒါဘယ်လိုလိုက်မိုက်ရဘရောပြစ်တော့ထိုးမယ်ဘရောပြစ်ပြရပြပါဘရောပြစ်လာလိုက်ထိုးမယ်အဲ့တော့အာဘရောဆေးရဘောရိုးနဲ့တယ်လေဘိုးပြလို့ရတော့ရောရှယ်